ယောက်ျားဘာလဲကွာမိန်းမဒီနေ့လေဈေးမထွက်နိုင်လို့ယောက်ျားရဲ့ဒီနေ့မထွက်နိုင်လဲနောက်နေ့ထွက်ပေါ့မိန်းမမှာ30မရှိတော့ဘူးယောက်ျားရဲ့ကဲအဲ့တော့ငါဘာလုပ်ပြရမှာလဲပြောမိန်းမကိုလေဈေးသွားအောင်ပေးလေယောက်ျားမရောင်းပေးနိုင်ပါဘူးမြတ်မီရောင်းချင်အောင်မြောင်းချင်တယ်သွားပြီကွာဟဲ့ယောက်ျားဖယ်တော့မို့လဲစကားပြောလို့တော့မဆုံးသေးဘူးဟဲ့အမလေးဟဲ့ငါမှလည်း30မရှိတော့ဘူးအေးပါငါပဲသွားလိုက်ပါမယ်မမြိုင်အမကျမအားပေးပါအောင်မရဲ့ခင်ဟဲ့နေရလေဟဲ့ကိုဝင်ကြီးနဲ့ဇေယောက်နေလုံးမဲလားအေးဟုတ်တယ်ငါလည်းတိတ်အဆင်မပြေလို့ပါဟဲ့ခင်နေယောက်ျားအလုံးမလုပ်ဘူးလားငါယောက်ျားအကြောင်းတော့ပြောမနေပါနဲ့ဟဲ့ခိုင်းစားလို့လည်းမရအောင်ပြောလို့လည်းမရအောင်ငါလည်းတော်တော်စိတ်ကုန်ပါတယ်ဟဲ့အေးဟဲ့နေလဲအိမ်တော်ကြက်ကန်ဆုလိုက်တာဟဲ့အေးဘောအဲ့လိုပဲပြောမှာပေါ့ဒါနဲ့ငါ့အောင်လည်းအားပေးအောင်တော့ဟဲ့အားပေးရမှာပေါ့ဟဲ့ငါ့ကိုလေအာလူကလေ3လုံးယူမယ်ပြီးတော့ရင်ငရုတ်ဒီဇိုင်းလည်းယူမယ်ပြီးတော့ရင်တခွားသီးလည်းယူမယ်နော်ဟဲ့အေးဟဲ့ရပြီနော်အေးတကယ်ချင်းငါပြန်တော့မယ်နော်အေးယောက်ျားမိန်းမလေးယောက်ျားကိုပြောတာရှိတယ်အေးပြောဘာပြောမို့လဲမိန်းမကလေးဝင်းကနေပြီဆိုတော့လေပတ်စံလို့ယောက်ျားရဲ့ပတ်စံလို့ချင်းဘာစကားပြောလို့မရဘူးရှာမရမှာမိန်းမရဲ့အေးဘွယ်ယောက်ျားရဲ့ရှင်းကလည်းအဲ့ဒါမို့ကျမတော်မှုတော့နည်းနည်းရှာပြီးပေါ့အေးငါရှာပြီးမယ်တကယ်ပါကွာဘယ်လိုမိန်းမတွေကဟဲ့ခင်မမြိုင်ဘာဖြစ်တာလဲဘာဖြစ်ရမှာလဲနေ့ယောက်ျားလဲသူများပစ္စည်းခိုးလို့တဲ့ဟုတ်ပါမလားငါယောက်ျားမခိုးတတ်ပါဘူးနေ့ယောက်ျားခိုးတက်လာမခိုးတက်လာတော့မသိသူများဖမ်းခေါ်သွားပြီဒုက္ခပဲငါလည်းဘယ်လိုလုပ်ရမလဲငါမှလည်းသုံးဖို့ကလည်းမရှိဘူးကလေးကလည်းမွေးကားနေပြီဟာငါလည်းစိတ်မကောင်းဘူးအဲ့ဒါငါနဲ့လာပြောပြတာအေးကျေးဇူးပါနော်တကယ်ချင်းငါပြန်တော့မယ်နော်မမြိုင်ခဏလေးမဘာဖြစ်လို့လဲကျမမလေးပတ်စံမရှိလို့မမြိုင်ရဲ့ကျမကိုနည်းနည်းတော့ချီးပြပါလားအမလေးမခင်ရဲ့ပတ်စံအကြောင်းတော့မပြောပါနဲ့ငါလည်းအဆင်မပြေဘူးအေးအတူတူပဲငါကလည်းဝင်းကနေပြီဆိုတော့ပို့ဆိုတော့ပဲငါမှလက်စောတော့ရှိတယ်အဲ့ဒါလေနေပေါင်ပြီးတော့လေနေသုံးလိုက်နော်အမလေးမလုပ်ပါနဲ့အဲ့လောက်ထိတော့မလုပ်ပါဘူးကဲပါယူထားလိုက်ပါငါလည်းနေတိတ်ရေမကူညီနိုင်ဘူးအေးပါတကယ်ချင်းငါအဆင်ပြေနေငါပြန်ပြမယ်နော်အေးပါနေအဲ့ဒါတွေခေါင်းထဲထည့်မနေနဲ့နေရဲ့ကျမ်းမာရေးသာဂူးဆိုင်နော်အေးကျေးဇူးပါနော်တကယ်ချင်း